ဟာမီရဲ့ Eve ကပဲအဖြေတစ်ခုများဖြစ်နေပြီလားပေါ့နော်တကယ်တမ်းကျွန်တော်တို့ဘက်တယ်စားလိုက်တဲ့အချိန်မှာ YG ဘက်ကနေပြီးတော့ counter attack လုပ်ဖို့အတွက် plan နေနေရ error ရှိတယ်ဒါပေမဲ့အဲ့အချိန်မှာ Hajumi ရဲ့ဒီ real war ဂျားတွေကိုဘယ်လုံးမှခေါင်းတိုးလာလို့မရဘူးဆိုတဲ့ပုံစံတစ်ခုကိုတော့ Alter Ego အနေနဲ့သူတို့ရဲ့ early game timing အတွင်းကိုစပြီးတော့ပုံဖော်လာခဲ့ပြီးသားဗျအဲ့တော့ဒီအချိန်မှာ Hajumi ရဲ့ White Blood White Crystal နဲ့ zone in ထားမှုတွေကိုကျွန်တော်တို့အနေနဲ့တောက်လျှောက်ဆိုတော့ခံနေရတယ်ဗျ Stallion Bay back line of 4 man Tana Strike Domisland နောက်ရှော့ဆိုလို့ပေးခဲ့ damage တွေကြားမှာ Yazuki Mega K Double K Blink မှာထပ်ပြီးတော့ down ခဲ့ damage တွေအောက်မှာတော့ကျန်နေခဲ့တဲ့ Million second turret ကိုပဲ Alter Ego တိမ့်ပိတ်ထားရနေပဲရန်ကုန် Gladiator စနေနဲ့ Mega Shield လေးစပြီးတော့ပေးရတယ်ဆိုတော့အခြေအနေမျိုးလေးတော့ဖြစ်သွားခဲ့သေးရဲ့ဗျာ RV တောက်လျှော့ break နေခဲ့တဲ့ character တစ်ခုမှာ stage ရဲ့20 time နေနောက်ထပ်ပေါ်လာခဲ့မဲ့ Blazing Zero တွေကိုကျွန်တော်တို့ပြန်ပြီးတော့စောင့်စမ်းနေရအောင်မှာဆိုပေမဲ့ဒီတစ်ခါမှာတော့အတော်လေးကိုပဲကျွန်တော်တို့ရဲ့မျောလင်းချက်ကလေးကနေပါလာခဲ့ရဆိုတဲ့အနေအထားမျိုးလို့ရောက်လာတယ်ဗျာ first lot time နဲ့ရောက်မှာ9 per minute ဒီ1000ကျော်တိကိုရှိနေရဆိုတော့ဒါများတာထက်ပိုတဲ့အခြေအနေရောက်သွားပြီဗျာ ဒီနိုရှိကနေပြီးတော့ထွက်လာတဲ့အဲ့ဒီ pit တကယ် big penalty zone ကြီးကတော့ကျွန်တော်တို့ YG အတွက်ကတော့တော်တော်လေးကိုတော့ဒုက္ခတော့ရောက်သွားစေခဲ့ရဗျာနောက်ပိုင်း time နေကြရင်တော့တော်တော်လေးကိုတော့ queue ဆိုင်ရတော့မယ်လို့မို့ကျွန်တော်တို့ zone နေနောက်ကနေ manipulation တွေပါတဲ့အပြင်မှာ Nino ရဲ့ penalty zone တစ်ချက်တည်းကသွားပြီးတော့ crowd control တွေပါနေတဲ့အချက်ကြောင့် stage တီလည်းအရင်ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့မရတဲ့ပုံစံမျိုးကိုတော့သွားပြီးတော့တွေ့နေရတယ်ဗျာ Lina ကိုယ်တိုင်ကလည်း Hajumi ရဲ့စိုးမိုးမှုကိုတော့သွားပြီးတော့ခံနေရတဲ့ပုံစံမျိုးအဲ့တော့ Hero K163 နဲ့ Now Gap မှာ 10k goal လေးနဲ့ Alter Ego ဒီကျွန်တော်တို့ YG ကို dominate လုပ်နေတဲ့ပုံစံမျိုးကိုတော့တွေ့ရတယ်ဗျာ turning point တွေပြန်လဲပြီးတော့ရှာဖွေဖို့ဆိုရင်တော့တော်တော်လေးကိုတော့ခက်ခဲတဲ့အခြေအနေဆိုရင်တကယ်တမ်းက sticky form တစ်ခုနဲ့ design မတ်နဲ့ကျွန်တော် item ပိုင်းခြားလေးပြန်လဲပြီးတော့ရှာနိုင်မယ်ဆိုရင်တော့မျှော်လင့်ချက်လေးများရှိလာမလားပေါ့လေ ညနေချက်ကလေးကတော့ stage cloud စီကိုကျွန်တော်တို့အလုံးစုံသွားပြီးတော့မိခိုလိုက်ရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်ခဲ့တယ်ပေါ့နော်အလက်နော် record တောက်လျှောက်တာ time span နေခဲ့တယ်ဆိုတဲ့ character တစ်ခုမှာတော့ Alter Ego အနေနဲ့ ရှင်းစရာတွေရှိလာ ဒီ Indo Slayer combo တစ်ခုတော့မပေးချင်ဘူးဒါ Own Indonesia ကိုကြော်ဖြတ်လာခဲ့တဲ့မြန်မာအသင်းကျွန်တော်တို့ရဲ့ဒါ Young Gladiators ကိုတော့တခါတည်းပဲပြန်ပြီးတော့ရိုက်ခွဲထားခြင်းတယ်ဆိုတဲ့အနေအထားမျိုးလေးလေသူတို့ရဲ့ hand guard တွေကလည်းဒါကတော့ရှိနေတာပဲ Asian Breakthrough ဆိုတော့ Asian အနေထားဆိုတော့သူတို့အနေနဲ့ပို့ပြီးတော့ဒါအဲ့လိုစာလောင်မှုကပိုများတယ်ပေါ့နော်ပြောရရင် Asian ကွာချက်တွေပါတယ်လည်းကျွန်တော်တို့သွားပြီးတော့ Alter Ego မှာရှိနေရဗျာ Hajumi ရဲ့ Divine Glyph ထပ်ပြီးတော့ပြီးလာခဲ့တဲ့အခက်တစ်ခုမှာ Real Wall လေးနဲ့သူဘာတွေများလုပ်နိုင်မလဲကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရပါဦးမယ် Indo Slayer ဆိုတဲ့ဂုံပုတ်ဆက်လက်ပြီးတော့အသက်သွင်းမှုအတွက် YG ဒီ game ကို A stand ထားနိုင်မလားဆိုတော့သွားပြီးတော့ကြည့်ရမယ်ဗျာ Law Objective စပြီးတော့တက်လာတဲ့နေသားတစ်ခုမှာတစ်ဖက်ကနေပြီးတော့ Alec pick off ready ဖြစ်နေတဲ့နေသားတစ်ခုထပ်ပြီးတော့ champion ဝင်သွားကျွန်တော် snap slam ပြောင်းသွားခဲ့ပြီဗျာ Backline မှာ Lina own ပဲတော့ထိနေခဲ့ damage တွေကြားမှာတစ်ဖက်က You shot နဲ့ Dragon Form if you real one နဲ့ပါလာတဲ့ Nino မသေးသေးဘူးတော့ so grid တွေအောက်မှာတစ်ခါတည်းတမ်းပြီးတော့ down နေဗျာ Damage လောက်တီးကိုပါ Hajumi 10 down ခဲ့ damage တွေအောက်မှာ first mega link ပေးရတယ်ဆိုပေမဲ့ Hiroki နှစ်ကောင်လုံးကိုတော့ Stitch ရဲ့ bounce back နဲ့တူပဲ ရန်ကုန် Gladiators ပြန်လည်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ bounce back လေးတွေစတင်ပြီးတော့မြင်တွေ့နေရပြီဒီအရာလေးက turning point စီကိုကျွန်တော်တို့ဆွဲခေါ်နိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ stage တစ်ယောက်ကျန်နေသေးတယ်ဆိုရင်အားတစ်ခုတည်တယ်နော်အားတော့မဟုတ်ဘူးသူရဲ့ blazing juice နဲ့နောက်ကနေပြီးတော့ပါလာနိုင်တဲ့ penetration အားဒီကျွန်တော်တို့အတွက် turning point တွေကတော့အများကြီးတော့ဖြစ်သွားနိုင်တယ်သူ့မှာ strategy 3ကြောင်းတော့မသွားနိုင်ဘူးဗျာအဓိကတစ်ဖက်ကနေပြီးတော့ဝင်လာတဲ့ Yasuki နဲ့ဒီဘယ်လိုပြောရမလဲ RFH ကနေပြီးတော့ damage output တွေကတော်တော်လေးကိုများနေတဲ့အလျောက်မှာဝင်းရော nature လေးကိုသူအရင်ဆုံးသွားထားတယ်ပြီးသွားရင်တော့ cruising sky ထပ်ပြီးတော့လာမယ်အဲ့ဒါပြီးသွားရင် follow up အနေနဲ့ဒါနောက်ဆုံး item Malefic Gam သွားပြီးတော့ရှိမယ်ဗျအဲ့ item အစုအဖွဲ့လေးဒါသွားပြီးတော့ပြီးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ game လေးကို instant လောက်ထားနိုင်ဖို့ပဲလိုမယ်ပြီးသွားရင်တော့ Lina တယောက်ရှိသေးတယ် Lina ဆိုရင်တော့ item 2 ကွက်လောက်ပဲထွက်သေးတာဗျအဓိကကလည်း early game time မှာတော်တော်လေးကို Hajumi တို့ဖိရခံလိုက်ရတယ်ပေါ့နော်အဓိက Eve နဲ့ဒီနောက်ကသွားနေက Nolan ရဲ့ jungling speed တွေတော်တော်လေးမြန်တယ်တစ်ဖက်ကကျွန်တော်တို့ဒါ Fredrin ရဲ့ monster တော်တော်များများကိုပါထပ်ပြီးတော့ပေးလိုက်ရတယ်လို့သူနဲ့ဒီ Fredrin နဲ့ Nolan နဲ့ Fredrin နဲ့ကြားထဲမှာ Noah Gap က4800ကျော်လို့ဒီကိုရှိတယ်ဗျာ Heptasy Malefic Raw BOD နဲ့ C ရဲ့ဘက်ပါထပ်ပြီးတော့ပြီးမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်လာတယ်ပေါ့နော်ဒါဟာ Yu Shao ရဲ့ spare plan နဲ့ last steal တွေကိုပါတော်တော်လေးပြန်ပြီးတော့ break လုပ်မယ်ဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့စပြီးတော့တွေ့နေရပြီကျွန်တော်တို့မှာ45 second လောက်အချိန်လေးဆက်ပြီးတော့ရှိနေသေးတယ်ဒီမိနစ်ပိုင်းခြားတွေမှာ Stitch check လောက်ကိုကျွန်တော်တို့က medium ဘယ်နှ wave ပြန်ပြီးတော့ပေးနိုင်မလဲပြန်ပြီးတော့သူ့ရဲ့ 20 time တွေသူ့ရဲ့နောက်ထပ်သော penetration တွေအတွက်ဘယ်လောက်ထိကျွန်တော်တို့ပြန်လဲပြီးတော့ itemization လေးတွေရှာဖွေပေးနိုင်မလဲဆိုတဲ့အချက်ကတော့ 1G အတွက်အတော်လေးကိုတော့အရေးပါလာခဲ့တဲ့အနေအထားဗျာ online mega မပေးရသေးဘူးဆိုတဲ့အချက်တစ်ခုကတော့ပို့ပြီးတော့အားတက်စရာကောင်းတဲ့အနေအထားမျိုးပေါ်တော့ရှိနေသေးတယ်ဒါမှလည်းပဲ Jurel Masman ဟာ Jurimasman ပြည်ပြအောင်အသုံးချနိုင်မှုတော့ကျွန်တော်တို့ဟာ itemization တွေလိုအပ်နေသေးပဲဗျာဒါပေမဲ့တစ်ဖက်မှာတော့ Nino နော် Platon တွေဘာတွေကတော့ပြီးသွားခဲ့ပြီဆိုတော့ test speed တွေကထပ်ပြီးတော့ပဲ short ချအောင်မယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ဒီ Lina တယောက်ကတော့သွားပြီးတော့ရှိနေသေးတယ်ခုနက glowing one နဲ့ divine ပဲပြီးသေးရဆိုရဲအားတော့ကျွန်တော်တို့ Lina ရှိကနေပြီး damage output မျှော်လင့်ဖို့အတွက်ကတော့တော်တော်လေးတော့ Kane တွေ deploy ဆိုရင် snap slam ပါလာပြီ fresh player hand stamina ပြတ်တစ်ဖက်က energy range မှာ town တစ်ဖက်ကလည်း backline မှာသွားပြီးထိနေတယ် if you real damage အောက်မှာ you shot dragon fall ပြန်ပေးခဲ့မယ် monster keeper Yazuki hand 10 down ခဲ့ damage အောက်မှာ3
3B5 လေးပဲတောက်လျှောက်တက်ပြီးတော့ကြီးနေကြရတဲ့အခြေအနေဗျာ Minion Wave ပါတဲ့တစ်ဖက်ကလည်း Sogan Files မှာ front line တောက်လျှောက်ထိမိခဲ့တဲ့ damage တွေအောက်မှာ Furious Tide Dragon Tail လေးတွေပြန်ရှိထားရတယ်ပဲ Immobilize မှာတော့ Yasuki အရင်တူလို့တော့မရသေးဘူးဒါမှလည်းပဲဒီ law ကေးဖို့အတွက် Alter Ego တကယ်ကိုကောင်းမွန်တဲ့အခြေအနေတစ်ခုကိုတော့ဖန်တီးထားနိုင်ခဲ့ပါပြီ ကျေးဇူးပေါ် law objective ကိုယူနိုင်မဲ့ ticket တစ်ခုကိုတော့ပိုင်ဆိုင်သွားခဲ့ပြီဒါပေမဲ့လည်းကျွန်တော်တို့ YG အတွက်ကတော့ game ကိုအောင်မြင်စွာနဲ့ A stand လှုပ်ထားနိုင်သေးတယ်လို့ပြောရမယ် law objective ကိုအမှန်တိုင်းပြောရရင် 5v5 တောင်သွားယူဖို့အတွက်ကျွန်တော်တို့ကမလွယ်လာဘူးဗျ now up cap item ပိုင်းချရအောင်ကျွန်တော်တို့ remote damage taken ပိုင်းချအောင်လိုအပ်ချက်လေးကြီးသွားပြီးရှိနေသေးတယ်ဆိုတော့အလင်းအောင်မှာနောက်ထပ်ဘယ်လိုတွေများ A stand ထားနိုင်မလဲဆိုတဲ့ plan လေးတွေကိုပဲကျွန်တော်ပြန်ပြီးစဉ်းစားရတော့မယ်ဗျအခုချိန်မှာ Alec ရဲ့ pick off ကြီး power နဲ့တန်းပြီးတော့ instant ပြတ်နေတဲ့အခြေအနေကိုကျွန်တော်လည်းဘယ်လိုဖြည့်ရှင်းလို့ရှင်းရမယ်မသိဘူးဆိုတော့ပုံစံမျိုးတော့ဖြစ်နေရပါတော့ အဓိကကျွန်တော် Nolan တို့နောက်က Eve တို့အဲ့လိုမျိုးအရင် boss back ဖြစ်သွားခဲ့တယ်ဆိုတဲ့အချက်တစ်ခုကတော့ high loss ပေါ့နော်ဒီ Blade ရဲ့ high loss ကစား Tsunami Slam နဲ့ပါသွားတဲ့အချိန်မှာတန်းပြတ်သွားရဆိုတဲ့အချက်တစ်ခုကများတယ်ဗျာဒါနဲ့လေး balance ဖြစ်ခဲ့တာမျိုးလေးတွေ now gap ရအရင်မကွာဟခဲ့တာမျိုးလေးတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကောင်းကောင်းကြီးပြန်ပြီးတော့ high loss ရဲ့ damage take အောင်အသုံးချမယ်ဒါနဲ့လေးဒါ over extended ဖြစ်တဲ့အချိန်မှာ Cloud ရဲ့ Blazing Jury ဝင်လာမယ်ဒါလေးနဲ့ bounce back သွားမယ်ဆိုပြီးတော့စဉ်းစားခဲ့တာဗျာဒါမှလည်းအရင်ကဘယ်လိုနောက်တစ်ချက်ပါလာပြီ Blade ရဲ့ high loss ကိုထပ်ပြဖို့ကြိုးစားနေခဲ့တဲ့ damage တွေအမှတစ်ခါလေးတန်းပြီးတော့ down နေဗျာဒီလိုထပ်ပြီးတော့အဆုံးသတ်ပေးခဲ့တဲ့ damage တွေအမှတစ်ဖက်က you shot Dragon Fall လေးပဲ energy rushing pan တွေမှာဟဲ့ထောင်းနေပြန်ပြီးတော့ပေး back line မှာရောက်စီကပလာဖို့ကြိုးစားနေခဲ့တဲ့ damage တွေကြားမှာ if your rear wall တောက်လျှောက်ထပ်ပြီးတော့ 10 နီလိုပြန်ချခဲ့မယ်တောက်လျှောက်ဆိုလို့ back line wave တွေအောက်မှာ stage the fantastic ပဲဗျာဒီနိုင်တန်းတောင်းခဲ့တဲ့ back line တွေအောက်မှာခန်းတကောင်မှာထပ်ပြီးတော့ချနေခဲ့ရင်လည်းအလက်ပြန်ပေးခဲ့ရမယ် 3v2 we can survive more Alter Ego taste the series with Tune ဒါပေမဲ့လည်းကျွန်တော်တို့ရန်ကုန် Gladys အတွက်ကတော့နောက်တဲ့ chance တွေကတော့အများကြီးတော့ရှိနေပါသေးတယ်ဗျ။လုံးဝကျွန်တော်တို့ QC ဆိုတဲ့ clean sweep ဆိုတဲ့ပုံစံမျိုးကို Alter Ego ကျွန်တော်ရန်ကုန် Gladys ကိုတော့ထိုက်တန်အနိုင်ယူပြသွားခဲ့ပြီပဲဖြစ်ပါတယ်။ game 1 game 2ရောလှုပ်လို့မရဘူးဆိုတဲ့အခြေအနေတစ်ခုခံစားချက်တွေကိုတော့ဝန်ကျသွားတဲ့ခံစားချက်တွေကိုကောင်းကောင်းမွန်မွန်ကြီးတော့ခံစားလိုက်ရတယ်ဆိုတော့ Alter Ego အနေနဲ့ဒီအချိန်မှာ knockout stage ကိုတော့တတနဲ့ပဲ qualify တော့ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်9နှစ်ကြာမှာကျွန်တော်တို့ဒါ M Series World Championship Stage ကိုတော့ပြန်လည်ပြီးတော့ရောက်ရှိလာခဲ့တဲ့ Alter Ego ရဲ့စာလောင်မှုတွေသူရဲ့ကြိုးစားမှုတွေနဲ့ဒါသူရဲ့ draft index ပိုင်းတွေ player ရဲ့တည်ငြိမ်မှုတွေကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလို့တော့ပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာအသင်းရန်ကုန် Gladys ကတော့ပြန်ပြီးတော့ကြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အနေအမြင့်အတက်ကြများစွာကြော်ဖြတ်ခဲ့ပြီးသားအသင်းမျိုးပဲတွေ့ကြုံလဲသူတို့ဒါအများကြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ပြည်တွင်းမှာကျန်းကျက်ခံဖြတ်တန်းနိုင်ခဲ့တဲ့အပိုင်းလေးတွေရှိတယ်ဗျာဒါမှလည်းပဲဒီနေ့မှတော့ကျွန်တော်တို့ဒါရှေ့ကပြောခဲ့သလိုပဲเนาะ Alter Ego ကခက်ခဲတဲ့ပြန်ပတ်ဖြစ်တယ်လွယ်ကူတဲ့အတင်းဟုတ်မနေခဲ့ဘူးဒါကိုကျွန်တော်တို့ရှေ့မှာချိန်ဖန်များစွာပြောခဲ့တယ်အဲ့ဒီတိုင်းလဲဒီနေ့မှတော့တကယ်ဖြစ်လာခဲ့တယ်ဆိုတော့ပွဲစဉ်တစ်ပွဲရောက်လာခဲ့တယ်ပေါ့နော်ဆိုတော့ Yangon Gladys ဟုတ်ပြီရလက်ကတော့ရှုံးသွားတယ်ဒါမှလည်းပဲပြဿနာမရှိဘူးကျွန်တော်တို့ဆက်လက်ပြီးတော့ round 4 round 5ဒီမှာကျွန်တော်တို့ရဲ့ quality knockout stage ကိုတက်လှမ်းနိုင်မဲ့ slot တစ်ခုကိုတော့ပြန်ပြီးတော့ရှာဖွေရမယ့်အနေအထားမျိုးပေါ့နော်ဒါပေမဲ့အနည်းဆုံးတော့ကျွန်တော်တို့က Only Esport ကိုကြော်ဖြတ်နိုင်ခဲ့သေးတယ်ဆိုတော့အရာမျိုးတော့ရှိတယ်ဗျကျွန်တော်တို့ဟာဒီကြံနေခဲ့တဲ့ switch stage ငရဲတွေဒီ hairball ရဲ့ကိုကြော်ဖြတ်ပြီးတော့ playoff ကိုတက်နိုင်မှုကတော့ကျွန်တော်တို့ရဲ့ဒါပထမဆုံးသောရီမန်ချက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲက momentum လေးတော့ပြန်ပြီးတော့ကျသွားတယ်ဒါမှလည်းပဲကျွန်တော်တို့ပြဿနာမရှိဘူးထပ်ပြီးတော့ပဲဒါနောက်တစ်ဆင့်ကိုသွားနိုင်မှုအတွက် round 4 တွေ round 5တွေမှာ Yangon Gladys အနာယူပြီးတော့ရှေ့ဆက်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ် The Clan over the Storm ပဲဗျာတော့ပုံတိုင်းနေပြီးသွားရင်တော့နေငိမ့်တဲ့အရာလေးကြီးကတော့ပြန်လည်ပြီးတော့ပဲလာလိမ့်မယ်လို့တော့ကျွန်တော်တို့ညှော်လင့်နေ Alter Ego ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲရှင်ပြိုင်မှုအတွက်ခက်ခဲမှုလေးရှိသွားခဲ့တယ်ဆိုရင်တော့နောက်ထပ် bracket မှာတွေ့ရမယ့်အသင်းတွေကိုချပြန်ပြီးစဉ်းစားကြည့်လိုက်မယ် Onyx ပြီးသွားရင်တော့ကျွန်တော်တို့ Falcon ဒါ Bina ရှိမယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော် Onyx ID ရှိမယ်ပြီးသွားရင်တော့ကျွန်တော်ဘယ်အသင်းရှိအောင်ကဲဒီနေ့တော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်ဒီမှာလည်းနောက်ဆုံးအချိန်ထိတော့ကျွန်တော်တို့က defend ထားဖို့တော့စူးစမ်းခဲ့တဲ့အပိုင်းလေးတွေတော့ရှိတယ်ဗျာနော် if real war ကလည်းတော်တော်လေးတော့ဟို damage ကများသွားခဲ့တဲ့အနေအထားမျိုးတွေတော့တွေ့လိုက်ရတယ်အလက်ကလုံးဝလိုက်ကာထားပြီးတော့ Hijumi ကဒီနောက်က Boy Black Crystal နဲ့ဒါ real war ပြီးမှ time poke လုံးနေုံပဲဆိုတဲ့အနေအထားမျိုးတော့ဒီကိုကျွန်တော်တို့သွားပြီးတော့ကြားခဲ့တာဗျာနော်ရင်းရငကားကလည်းသူ့အနေနဲ့ပြန်ပြီးတော့ front line ပိုင်းတွေမှာအများကြီးကာဖို့တော့စူးစမ်းခဲ့တယ် if ပေးထားပြီးတော့ကျွန်တော်တို့က back line control ပါလာတဲ့နှစ်ကောင်နဲ့စောကြည့်ခဲ့တဲ့သဘောပေါ့လေဒါမှလည်းပဲဒါကတော့အရင်ကြီးအစမပြေခဲ့ဘူးဆိုတဲ့အနေအထားမျိုးလေးတွေတော့ကျွန်တော်တို့တွေ့လိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာကျွန်တော်တို့ဟာရှုံးနေခဲ့တာဖြစ်ပါတယ်ကဲ interview session လေးကိုသွားပြီးတော့ကျွန်တော်တို့တွေအားလုံးပဲအတူတူကြည့်လိုက်ရအောင်ဗျာ